တန်တို့ဟာအချိန်ရထားစီးပြီးအတိတ်ကာလနှစ်လ50တန်းနှစ်စီကိုခီးရီးသွားခဲ့မယ်ဆိုရင်ဒိုင်နိုဆောတွေစတင်ပေါ်ပေါက်လာခြင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဥဆောင်နေတဲ့ theory တွေကတခုကတော့ဒိုင်နိုဆောတွေဟာ Arkansas လို့ခေါ်တဲ့မျိုးစိတ်တစ်ခုကနေဆင်ပွားလာတယ်လို့ဆိုပါတယ်ခင်ဗျာဒီကောင်တွေဟာပါမီယန်ခေတ်နောက်ပိုင်းမှာလွှမ်းမိုးခဲ့တဲ့တွားသတ္တဝါတွေဖြစ်ပါတယ်တချို့လူတွေအတွက်တော့ဒါတွေဟာဒိုင်နိုဆောတွေနဲ့တူနေနိုင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာဒီအမော်ပွဲသတ္တဝါတွေရဲ့ဘူးဘေးကြီးဖြစ်နေလို့ပါအချင်းကြာလာတာနဲ့အမျှ Arkansas တွေဟာအုပ်စုနှစ်ခုအဖေကွဲသွားခဲ့ပါတယ်ခင်ဗျာဒီအုပ်စုတွေကတစုကတော့မန္တလေးတွေဘက်ကိုဥတီသွားပြီးကြံတစုကတော့ဒိုင်နိုဆောတွေဘက်ကိုဥတီသွားကထောင်ပေါင်းများစွာသောကွဲပြားခြားနားတဲ့မျိုးစိတ်တွေအဖြစ်ဆက်လက်ဆင်ပွားခဲ့ပါတယ်သူတို့နောက်ဆုံးမှရရှိခဲ့တဲ့အဓိကလက္ခဏာတွေကတခုကတော့နှစ်ခြေထောက်နဲ့လမ်းလျှောက်နိုင်စွမ်းမဲ့ခဲ့ပါတယ်အစောပိုင်းဒိုင်နိုဆောတွေဟာခြေနှချောင်းနဲ့လမ်းလျှောက်ဖို့အဆက်တင်ခဲ့ကြပြီးသူတို့ရဲ့ရှေ့ခြေထောက်တွေကိုအစာဖမ်းတာကာကွယ်တာစတဲ့တခြားအထုံးတွေအတွက်လွတ်လပ်စွာအသုံးပြုနိုင်ခဲ့ကြပါတယ်ဒါဟာသူတို့ရဲ့စင်ပွားခီးလမ်းရဲ့အစလောက်ပဲရှိပါသေးတယ်250တန်းနှစ်အတိတ်ကိုပြန်သွားပြီးဒိုင်နိုဆောတွေရဲ့သမိုင်းကို10မိနစ်အတွင်းမှာလေ့လာကြည့်ကြရအောင်နော် Triassic ခေတ်ပါဒီခေတ်တစ်ထဲကိုဝင်ရောက်လာတဲ့အခါမှာပတ်လည်မှာပြေးသွားနေတဲ့ဒိုင်နိုဆောတွေဟာတင်တို့အမဲမြင်နေကြပုံစံတွေနဲ့တိတိတတ်တာကွာခြားနေတာကိုသတိထားမိပါလိမ့်မယ် Arkansas တွေကနေပေါက်ဖွားလာတဲ့အစောဆုံးဒိုင်နိုဆောတွေကတကောင်ကတော့ Eagle Raptor ဖြစ်ပါတယ်ဒီကောင်လေးဟာခွေးတကောင်စားဤတဲ့စားလောက်ပဲရှိပြီးအမြင့်က1မီတာတော့မပြည့်ပဲအလေးချိန်က10ကီလိုဂရမ်လောက်ပဲရှိခဲ့တာပါဒိုင်နိုဆောတွေကိုအများအပြားအလွန်ကြီးမားတဲ့သတ္တဝါတွေအဖြစ်ကျွန်တော်တို့ထင်လိရှိပြီးမဲ့အဲ့ဒီလိုမျိုးဤပဲစားတွေကြီးမားလာဖို့နောက်ထပ်တန်းပေါင်းများစွာနှစ်တွေလိုအောင်ပါပါခင်ဗျာကျွန်တော်တို့အချိန်ကိုခရီးသွားရင်ဒီဒိုင်နိုဆောတွေအရွယ်စားဘလို့ကြီးထွားလာလဲဆိုတာစစ်ဆေးကြည့်ကြရအောင်နော်ဒါပေမဲ့အခုချိန်မှာတော့ကမ္ဘာမြေပေါ်မှာဘာတွေဖြစ်နေလဲဆိုတာကိုကြည့်ကြရအောင်ပါ Triassic ခေတ်အတွင်းမှာပန်ဂျီယာဆိုတဲ့သမုဒ္ဒရာတိုက်ကြီးကစတင်တွဲပြားသွားပြီးကမ္ဘာရာသီဥတုနဲ့ဂေယစစ်စစ်တွေကိုဖြည်းဖြည်းချင်းပြောင်းလဲပေးခဲ့ပါတယ်ရာသီဥတုကရေပြောင်းအားဖြင့်ပူပြီးခြောက်တွေ့နေခဲ့ပြီးမြောက်ဝင်စိုးစိုးနဲ့တောင်ဝင်စိုးစိုးမှာရေခဲတောင်တွေမရှိခဲ့တာကြောင့်ဒီကနေ့ခေတ်ကမ္ဘာမြေနဲ့တိတိတတ်တာကွာခြားနေတာပါပဲအပင်တွေနဲ့ပုံစံတွေကလည်းမတူညီခဲ့ဘူးဒိုင်နိုဆောတွေရှင်သန်ဖို့နဲ့ဆင်ပွားဖို့အတွက်အလွန်အရေးကြီးခဲ့ပါတယ်အပင်တွေမှာလည်းမတူညီတဲ့လက္ခဏာတွေရှိပါတယ်တချို့ကမာကြောတယ်တချို့ကအာဟာရရှိတယ်တချို့ကလည်းအစိတ်တောက်ခိနိုင်ခြေရှိပါတယ်ဒီအပင်တွေကတချင်းစီဟာမတူညီတဲ့ဒိုင်နိုဆောမျိုးစိတ်တွေရဲ့အစားအစာနဲ့လိုက်လော်ညီညွတ်နေနိုင်မှု QR တွေကိုတက်ရောက်မှုတွေပေးခဲ့ပါတယ်အဲ့ဒါတွေအကြောင်းပြောနေတော့မှပဲဒီချိန်မှာတခြားဒိုင်နိုဆောတွေကဘာတွေလုပ်နေကြတယ်လဲကြည့်ကြရအောင်လား Saltasaurus ကိုကြည့်ကြရအောင်အလေးချိန်23ကီလိုဂရမ်ဝန်းကျင်အမြင့်1မီတာလောက်ရှိတဲ့ Saltasaurus ဟာ Eagle Raptor ထဲအနည်းငယ်ပိုကြီးနေမယ်ဒါကသူ့ကိုလင်းမြန်ပြီးလှုပ်ရှားမှုထွက်တဲ့သားရဲတကောင်ဖြစ်တယ်လို့ခန့်မှန်းရပါတယ်